application တစ်ခုတော့ထုံးမရအာနာယူတဲ့စကွေးဟာမင်းလားစီဝေးတက်ခွင့်လည်းမရ statement ထက်ကရှောက်ချဒီလို့ဆိုတဲ့မင်းကိုတို့ကနာမည်တစ်ခုတော့ပေးမယ်ရလားမအေးလို့ရဲ့ဒီလိုနဲ့တို့ကတော့ခေါ်မှာပဲကွယ်လေဒါတွေချက်ချက်ပြစောက်ကတင်းလေးဝင်ခိုင်းညာရှစ်စရာမအေးလို့ရဲ့ဒီလိုနဲ့တို့ကတော့ခေါ်မှာပဲကွယ်ကြခင်မှာမဟုတ်ချတရားနဲ့တရားကိုပေးမယ်ကျိုးစင်မအေးလို့ရဲ့ကျင်စိုးလေးရဲ့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 ရှရှမင်းကလေးပထသူသမီးတွေဘုံခိုခြင်းမြခိုင်မဆောက်လို့ထားတဲ့ပါရီစိတ်ပုတ်ကောင်းဖို့စကားရှောက်ဒီအမြတ်တို့ကသွားလို့တွေ့တတ်တဲ့တခုနဲ့တက်ချိတ်ခံနေရတဲ့အရာသာကောင်းလားညာဒီရှိုးနေတာ